3မလိန်နဲ့အခုဒီမှာလိန်တဲ့လူရှိလားလက်ညှိုးထောက်ကြည့်ပါဦးလိန်ဘူးတဲ့လူတွေငါတယောက်ပဲလိန်တယ်လို့ပဲနော်နင်တို့ကလည်းမထောက်ဆိုငါတယောက်တည်းလိန်တယ်လို့ဖြစ်နေအဖို့ရအောင်လဲနင်တို့ထောင်ပေးအောင်လေမလိန်ဘူးလိန်တဲ့လူမရှိဘူးနော်အေးကောင်းတယ်နော်အေးဟုတ်တယ်ငါတမီးကတော့မှန်တယ်သူနဲ့ငါနဲ့တူတူပဲနော်ငါတို့ကလူလိန်ပဲဘသူကိုလိန်လဲနော်တခါကအသက်တာမှာမလိန်ပဲနဲ့နေလို့မရတာရှိတယ်နော်သူများတွေကပြောတယ် white line လို့ပြောတယ်နော်ဖြူစင်တဲ့လိန်လေချင်းမဟုတ်ဘူးလိန်တာပဲဖြူလေးလေးမဲလိန်တာပဲအရန်ပဲနောင်တရတာတခုရှိတယ်ဒီနေ့ကကျွန်တော်မျိုးသမီးကခေါ်တယ်အဖွားရဟဲ့ငါတို့ဆန်သွားဝယ်အောင်တယ်အဲ့တော့ဆန်သွားဝယ်ဖို့ပဲဆန်သေးပြီးသွားအဲ့ဒီမှာတို့လည်းနှစ်ယောက်တည်းဆိုတော့ဆန်လည်းအများကြီးမကုန်တော့ဆန်ကောင်းတဲ့ဟာလိုက်ရှာနေတဲ့ချိန်မှာပြီးနေမှာဟိုတွန်းလဲနဲ့ကွန်မလေးတယောက်လာအဖွားနှခမ်းကြီးကြည့်အောင်နဲ့သူစင်မမနှခမ်းကြီးတွေနဲ့မိတ်ကပ်တွေပဲအကုန်လုံးပဲသူလည်းပဲစိတ်ပါသွားတယ်ဒီဆန်ကိုမေ့သွားပြီနော်လာတော့ကတော့ဆန်ဝယ်ဖို့အဲ့နဲ့သူကြည့်တော့နှခမ်းကြီးတွေလည်းအမျိုးမျိုးกว่าအော်ခါတစင်မြစ်တစင်အရန်ကောင်းတဲ့ branded တွေလည်းပါတယ်ကြီးတဲ့ဒါကလည်းဈေးသိပ်ကျဈေးချထားတယ်ပေါ့နော် promotion လုပ်တယ်ဒါကြောင့်အဖွားကြည့်တယ်ကြည့်လာတော့ကင်လိုက်တဲ့နှခမ်းကြီးတော်8000တဲ့8000သူကတော့မမြင်ဘူးပေါ့သူကကြည့်လိုက်တဲ့ခါကျတော့သူများဈေးတွေပါတွေကလည်းလေပါလဲနှခမ်းကြီးဆိုတိတိလေးတွေပဲရိုက်ထားတာလေအဲ့တော့သူကမမြင်ဘူးသူကမမြင်ကျွန်တော်ပြောတယ်ကြည်တန်းတဲ့ဒါကောင်းလာတဲ့ကျွန်တော်သိတာဘောဟုတ်တာအရန်ကောင်းတဲ့ဟာကြီးဈေးတောင်မှ8000ဆိုဒါပေမဲ့စလုံးကသေးသေးသူကမမြင်ဘူးကျွန်တော်သိတယ်ဒီ8000ကကောင်းမှကောင်းဒါပေမဲ့ကျွန်တော်ပြမကောင်းဘူးဘာဖြစ်လဲသူဝယ်မှာစိုးရင်လို့လေသူဝယ်ဘာဖြစ်လဲဟိုဆံမရတော့ဘူးနော်အဲ့ဒါသူကတော့စိတ်ဝင်စားနေပြီဟိုကလေးမလည်းရှင်းပြကျွန်တော်လည်းကျွန်တော်ကြည့်ပြီးတော့စလုံးအသေးသေးလေးရိုက်ထားလို့တော်သေးတယ်ကျွန်တော်လည်းကောင်းကောင်းမမြင်ပါဘူးဒါပေမဲ့ကျွန်တော်ပြောတယ်ဟာဒါမကောင်းဘူးဒါကြီးကွာနော်အလကားဟာကြီးနော်နင်းနဲ့မလိုက်ဘူးနော်အယောင်လည်းမကောင်းပြောလိုက်တာအဲ့နှခမ်းကြီးကုမ္ပဏီထုတ်တဲ့သူကြားရင်သေတောင်သေသွားနိုင်အဲ့လိုပြောပြီးတော့မှပြန်ချလိုက်နောက်တစ်ခုသူရှာနောက်ဆုံးတစ်ခုသူတွေ့ဒါဘယ်လိုနေလဲဒါကတော့အပေါ်စားကွာ6000လောက်ပဲရှိတယ်ဟာဒါတော့သိကောင်းတယ်မကောင်းဘူးပြောတာလဲကျွန်တော်ပဲကောင်းတယ်ပြဒါသိကောင်းတယ်နင်းနဲ့ဆိုကွက်တီးပဲအယောင်လည်းအရန်လှတယ်နော်ယူပါဆိုသူယူတယ်နော်အိမ်လည်းရောက်ရောဆိုးမယ်လက်လို့ရောကျိုးရောကျွန်တော်လည်းကောင်းကြည့်ပေးတာပေါ့ဘာဖြစ်လို့ကျွန်တော်မိမပဲကျွန်တော်ချစ်လို့ယူထားတဲ့မိမဘာဖြစ်လို့ကျွန်တော်လိမ့်တယ်လဲဆံမရမှာဆိုလို့လိမ့်နေနော်အဲ့တော့ပြန်စတဲ့ကျငါဒီလိုလိမ့်လိုက်တဲ့ကြောင့်ဘာဖြစ်လဲဘုရားသခင်စီကကောင်းချီးမင်္ဂလာပိတ်သွားဘုရားသခင်ကပြောလဲမလိန်ရဘူးတဲ့မလိန်ရဘူးအဲ့တော့ဘုရားသခင်ဆရာကောင်းကြီးမင်္ဂလာအစ်စ်ဘုရားသခင်ရဲ့လက်တော်ကရမယ့်ဥစ္စာကိုငါတို့ကလွယ်ကူကူပဲငါတို့ကညှင်းလိုက်တယ်အစ်စ်မပြေဘူးနော်အဲ့တော့ကျွန်တော်ကတော့လိန်တယ်နော်နောက်မလိန်ဖို့လည်းကြိုးစားမယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့သူတွေလည်းဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာကိုလိုချင်တယ်ဆိုမလိန်နဲ့နော်မလိန်ကြပါနဲ့နော်ဘုရားသခင်ကဖြောင့်မတ်တော်ဘုရားဖြစ်တယ်နော်နံပါတ်4တစ်ချက်ကဘာလဲဆိုလို့ရှိရင်တဲ့နံပါတ်4တစ်ချက်ကမကြင်ရဘူးနော်ကျိန်ဆိုခြင်းကိုဘုရားခင်ကခွင့်မပြုအဲ့တော့မကျိန်တဲ့သူဖြစ်ဖို့လိုတယ်ခါလေတို့ကတိတ်ကျိန်ချင်တာပဲလူများကနော်ကိုပြောတဲ့ဟာကိုယုံစေခြင်းတော့ဘယ်လိုပြောလဲဟာဖះဆုကွာနော်တကယ်ဖះကြီးဆုဘယ်နဲ့လုပ်နော်ဖះဆုတဲ့ကြောက်စရာဘယ်လောက်ကောင်းလဲဖះဆုကျိန်ရငွေပွေးကြိုက်ပါစေတက်တာတဲ့အလုံးမဟုတ်ဘူးနော်ငွေပွေးဆိုတာနော်ကြိုက်လိုက်ငွေပွေးကြိုက်ပါစေဘာဖြစ်ယုံစေခြင်းတာလေယုံစေခြင်းတော့မလုပ်ပါနဲ့မကြိမ်ပါနဲ့ဘုရားခင်လက်တော်ကကောင်းချီးမင်္ဂလာမရဘူးဖြစ်တယ်ဟိုးအင်းစိန်မှာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သင်းဦးဆရာကြီးနာမည်ကဆရာနာမည်တော့မိသွားနော်အဲ့ဒီဆရာကြီးကသူနဲ့ကျွန်တော်အရန်ခင်ကြတော့ကျွန်တော်တို့ကနော်သွားလာပေါ့သူကတဖြည်းဖြည်းနဲ့ဆရာကြီးစိတ်မောင်နဲ့နော်အဲ့ဒီဆရာကြီးအခုတော့ဘုံတော်ဝင်စားပြီး62နှစ်မှာဆုံးသွားသူကတခါနဲ့ကျွန်တော်တို့အရန်ခင်မင်းတဲ့သူဖြစ်တဲ့ဒီအန်တို့ဖိနေလည်းပဲတည်တယ်အဲ့ဆရာကြီးကမိတ်ဆွေတွေပဲကျွန်တော်တို့တရောတွေပါရှောက်ဝေကြတဲ့သူတွေပေါ့အဲ့တော့သူကသိကြွားတယ်ဒီဆရာကြီးကတင်းအောင်ဆရာလက်ခ4000မရအဲ့ခင်အစင်းသားရလည်းဆင်းရဲသားတွေကြီးပဲအဲ့ဒါမဲ့သူကကြွားတယ်ကွာသူကလက်ခ4000ဆိုတော့ဘယ်လို့မှမလောက်နိုင်ဘူးဒါမဲ့သူ့သားကသူ့ကိုငါဖေအသက်ကြီးပြီအမှုတော်ဆောင်ဖြစ်တော့ရှားချက်ပါကြက်သားလေး2တုံးဝယ်ပြီးတော့ချက်ကျွေးလိုက်ငါလေး1တုံးဝယ်ကျွေးလိုက်အဲ့လိုဝယ်ကျွေးတာပြန်တဲ့လူတွေကမစားရရှာဘူးအဲ့ခေတ်မှာရှားပါတော့အဲ့ဒါကို तू ကဂုံစားတာတနည်းနည်းရောက်ဒီနေ့စိတ်မောင်ကိုဘုရားသခင်ကကြက်သားဟင်းနဲ့ကျွေးတယ်နောက်တစ်ပတ်ဒီပတ်စင်ဘုရားသခင်ကစိတ်မောင်ကိုငါဟင်းနဲ့ကျွေးတယ်
စိတ်တန်းနဲ့ကျွေးတယ်ဝက်တန်းနဲ့ကျွေးဆိုအသင်းသားတွေကကြည်ပြီးတော့တည်ကြတာပေါ့နော်သူသားကတိတ်မချင်တော့သူဒီလိုပဲကြွားနေတော့သူသားဒီအဖိုးကြီးကွာတကယ်ကျွေးရတာဘာလို့လဲငါကျွေးရတာငါတော့မစားနိုင်ဘူးသူ့အတွက်ဆိုမှတုံးလေးနဲ့တုံးလေးကျွေးတာကို तू ကတော်တော်ကြွားမှတ်ထားဒီအဖိုးကြီးကိုပညာပေးမယ်ဒီလောက်တောင်သူဘုရားသခင်ကကျွေးတယ်ပြောတယ်ဒီနေ့ကျအခုအလှိုင်သားရပေါ့နော်ဒီနေရာတွေကအရင်တုန်းကတော့တောပဲရှိတာလေကွင်းနေရှိတော့ तू ကအဲ့မှာလေလုတ်တော့အဖေတဲ့ဒီနေ့လေကွင်းသွားရအောင်အဖေကလည်းမသိရှာဘူးဟိုကဒုက္ခပြီးတော့မှာကဲ तू ကလည်းတားခေါ်ရဆိုအေးလိုက်သွားမယ်လေဆိုတော့လိုက်သွားတာနေပူတော့နေကင်းကြီးကောက်ရိပ်ပြည့်တဲ့အချိန်ဖြစ်နေတယ်နော်ဒါရိုးပြတ်တယ်ဟာနေရပူတဲတယ်မှာဒီကောင်ဘာလို့ငါ့ကိုလာခေါ်လာလဲမသိဘူးကွာသူကတော့မှအလုတ်သားလို့သူကငုတ်တုတ်ကြီးထိုင်ဒီကောင်ဘာများဖြစ်လဲဆိုဒါပေမဲ့ထိုင်ရင်အိတ်လိုက်ရင်ပြန်နိုးလိုက်နဲ့12နိုင်လဲထိုးဘိုက်စားဒါရင်ထမင်းမစားသေးဘူးအားစားမယ်ဖေခါရဲပြန်လာတော့အဖေကိုထမင်းခုပေးတယ်ထမင်းတစ်ပကနဲ့စားတစ်ခွက်ပဲဘယ်လိုလဲမင်းဟာဆိုဒီနေ့ကဖျားသခင်ကအဖေကိုစားတစ်ခွက်နဲ့ပဲစားခိုင်းတယ်ဖျားခင်ကျွေးတာကကြက်သားလည်းမဟုတ်ဘူးဝက်သားလည်းမဟုတ်ဘူးဘာလဲဒီနေ့စားအော်သူသိသွားပြီဒီကောင်ငါ့ကိုပညာပေးပြီနော်ငါပြောတဲ့ဥစ္စာတွေငါ့ကိုပညာပေးပြီဘာလို့လဲဆိုတော့တခါရဲကဲဆုတောင်းတာပေါ့ကွာဖျားခင်တော့ဒီနေ့စားတစ်ခွက်ပေးတာလည်းပဲကျေးဇူးတော်ပါပဲဖျားကျွေးတာကျေးဇူးတင်တယ်စားနဲ့ပဲစားနော်အဲ့တော့သူကစားလေးထဲစားလက်ကကတ်ရောမျိုးမကြဘူးနော်အဲ့နဲ့တော့ဆိုလက်ကလေးကတ်နေတော့သွားပြီးတော့ရေကန်လေးနားမှာသွားပြီးတော့လက်ဆေးတာနွေရာသီကြီးကွာနော်ဈေးတယ်လည်းမလားမြစ်ချောင်းနဲ့ဝေးတဲ့နေရာအဲ့ဒီလက်ဆေးလို့ကြားတဲ့ရေခွက်လေးထဲမှာသူကလက်ဆေးနဲ့ခြေတော့ချော်တာခါတဲ့သူခြေတော့ကအဲ့ရေအိုင်တိတိလေးကိုသွားကလော်မိရဝုန်းနဲ့ငကြင်းတစ်ကောင်ထွက်လာတယ်ဟာ90သားငကြင်းတစ်ကောင်ထွက်လာသူကအဲ့ဒါတွေ့ဝန်းတာအားရနဲ့ငါဖတ်တော့တာရေးဒီမှာဒီနေ့ဖျားခင်ကစိတ်မောင်ကိုငကြင်းတစ်ကောင်ပေးတယ်กินလိုက်ကွာဆိုသူသားအံ့ဩလို့သေခံကြီးဖြစ်သွားနွေရာသီဒီလိုလှိုင်းသားရနေရာမှာမြစ်ချောင်းနဲ့ဝေးတဲ့နေရာဘယ်လိုလဲငါးတကောင်ရောက်တယ်မသိဘူးဈေးတယ်လဲလာပြီးတော့ပြုတ်ကြကြခဲ့တယ်ဆိုရအောင်လဲဈေးတယ်လဲမလာဘူးအရန်အံ့ဩစရာကောင်းတဲ့နေရာဖျားရဲ့တက်တည်ဖြစ်ဖို့ပဲတခါတည်း तू ကကောက်ပြီးတော့သူ့သားအဲ့ငေါ့กินနဲ့သူ့အဖေကိုကြောက်လာနော်အိုးဖျားခင်ကငါအဖေဖေးမှာတကယ်ရှိရငါတော့မထုံမနှမ်းလုပ်လို့မဖြစ်ဘူးနော်တောင်းပန်တဲ့အဖေကျွန်တော်လောက်ကြမိပါတယ်နော်နောက်နေ့ဥပုံနေ့ရောက်တဲ့အခါသူဖျားရှိခွက်ဒီနေ့ကွာဖျားသခင်ငါသားငါ့ကိုစားနဲ့ထမင်းကျွေးတယ်ဒါပေမဲ့ဖျားသခင်ကမနေဘူးငါးတကောင်ပို့လိုက်တယ်သူသားအဆက်ကွဲပြရောဒါပေမဲ့သူသားလည်းနားထောင်ရတာပေါ့အဲ့ဒါနဲ့အဲ့ဒီငါးကြီးကိုအကြောင်းကိုပြောဖျားရှိခုပြီးပြန်သွားအောင်မလေးအပြင်းလဲရောက်ရောတင်းတောက်ကဘာပြောလဲဆိုတော့ဆရာကြီးဒီနေ့တရားဟောတာသိနားထောင်လို့ကောင်းတယ်တကယ်ရောဟုတ်ရဲ့လားသူကတော်တော်လေးခံစားနော်သင်ဦးဆရာဖြစ်ပါတယ်အမှုတော်ဆောင်ဖြစ်ပါသူတကယ်ရောဟုတ်ရဲ့လားဆိုတော့မယုံဘူးတရားကောင်းအောင်ပြောတဲ့နှုတ်ကပတ်တော်လို့ထင်တာအဲ့တော့သူကပြောငါသားရှိတယ်လေကွာငါသားကိုမေးကြည့်မဟုတ်ဘူးဆရာကြီးသားကိုကျွန်တော်မမေးဘူးကျွန်တော်ပြောတာဆရာကြီးကြိမ်ပြောရဲလားဒါအမှန်လို့ကြိမ်ပြောရဲလားဆရာကြီးကပြောတယ်ကြိမ်တော့မပြောဘူးကြိမ်တော့မပြောဘာဖြစ်လဲဆိုတော့ဘုရားခင်ရဲ့ကောင်းကြီးမင်္ဂလာငါမရတော့မှဆိုလို့မကြိမ်ပြောဘူးတဲ့ကျွန်တော်အဲ့တည်င်းကြားတဲ့အခါမှာအဲ့အကြောင်းကြားရတဲ့အခါမှာတကယ်တိဆောက်เสียဖြစ်တယ်ငါတို့ကလူတွေကိုယုံစေခြင်းလို့ဘုရားခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့လဲတာဖြစ်တယ်နော်ဒီနေ့ကျွန်တော်တို့ပြန်ပြီးဆင်ခြင်၄ချက်ပဲနံပါတ်1ကကျွန်တော်တို့တန့်ရှင်းတဲ့လက်နဲ့လှုပ်ရှားပါနံပါတ်2ကတော့စိတ်နှလုံးဖြူစင်စွာထားပါနံပါတ်3ကလိတ်မပြောနဲ့နံပါတ်4ကကြိမ်ဆူခြင်းမပြုနဲ့ဘုရားခင်ရဲ့လက်တော်ကကောင်းကြီးမင်္ဂလာ